နေတဲ့မနက်ခင်းတစ်ခုမှာတော့မော်ရှော်ရင်တယောက်နေမီညိုမော့ကြီးစိတ်ပြအားငယ်နေပါတယ်ရှောင်းမီတာစုရဲ့အကြီးအကဲနှစ်ယောက်ကတော့အစိုးမန်ကောင်းမှန်းမသိတဲ့ကောင်ဆိုပြီးရှောင်းရင်ကိုဘလိနေပြီလေရှောင်းရင်ကတော့အရှက်ရပြီးထွက်ပြေးတော့ပါပြီသူကသူအရှက်ရနေပြီးရှောင်းအောင်တော့ခွဲရဖို့ရှက်ရွနေရပေါ့ရှောင်းရင်တယောက်စိတ်ပြအားငယ်ဆိုတဲ့လမ်းလျှောက်လာရင်မိသားစုဝင်ချင်းချင်းကိုလောင်ပြောင်းတဲ့ငနေတို့ကရှောင်းရင်ကိုဝမ်းပြီးကေးနေကြပါတယ်ရှောင်းရင်ကတော့ရံဖက်ပြနေတဲ့ရှုံးမောင်မို့မသိသူတို့နဲ့ထွက်သွားမယ်လို့တော့အုပ်စုလိုက်ကြီးလမ်းကိုပိတ်ထားပြီးပြဿနာရှာနေပါပြီအနေကတော့ရှောင်းရင်လောက်လိုက်လို့ရှောင်းမီတာစုကိုအနာပေါ်ထုတ်ကြတယ်လို့မျိုးဖြစ်နေပြီးရှောင်းရင်ကစေးလုံးသုံးလုံးလက်ခံလိုက်ရင်အကြီးကြီးရဲ့တားဖြစ်တဲ့သူကလေစေးလုံးကိုရကိုရမှာပါအဲ့တော့ရှောင်းရင်ကိုမရေမနဲ့ဖြစ်ပြီးရန်ရှာနေတာပေါ့သုံးနေပြီးရင်ရှောင်းမီတာစုကမင်းကြောင့်ပျက်စီးရတော့မယ်တွေလုံနေတော့နှစ်ယောက်သားစကားများနေကြရင်အနေကရှောင်းရင်ကိုသူနဲ့ပန်ဝိုင်းချကိုဆင်းခွန်နေပါပြီရှောင်းရင်လေးစိတ်တူပြီးစာပြီးတိုက်ခိုက်ရတာပေါ့ရှောင်းရင်စွမ်းအားတို့ရှိအစင်သုံးမရှိရမို့အစင်ရှိနေရဲ့အနေကိုဘလို့မှမနိုင်ဘူးလေရှောင်းရလေးကတော့ရှောင်းရင်ကိုဆင်းချဖြစ်ပြီးနောက်ကနေလိုက်နေပုံပါပဲအခုလေရင်ဖြည်းချင်းပဲတင်းရောက်လာပြီလေရှောင်းရလေးမှာတော့ရှောင်းရင်ကိုကောက်ွယ်ပေးနေရှာတာရှောင်းရင်တော့ယောက်ျားလေးကိစ္စဝင်ပါတဲ့တောင်းပြလိုက်ပါတီရှောင်းရင်ဆက်ပြီးတိုက်ခိုက်တော့စွမ်းခချမှုကြောင့်ဘလို့မှနိုင်မရပဲ2မိနစ်လောက်တောင်းလွတ်စင်တော့ပါတယ်ရှောင်းရလေးရှောင်းရင်ကိုထိတော့တင်းပြီလေအနေတို့ကတော့ရှောင်းရရဲ့အကြီးတီးရှက်လေးမှာတင်းကြောက်ပြီးထော်တော့ကုန်ကြပါပြီရှောင်းရနေတဲ့ပြီးနေရတော့အငင်းကြီးရှောင်းရင်တော့နေတဲ့မခံပဲရှေ့ရှေ့နဲ့ထွေပြီးတော့ပါပြီရှောင်းရင်တော့အမိုက်ကောင်ဖြစ်နေရမို့ဝမ်းနဲ့အငင်းပြီးသူ့အမေအုပ်ကူရှိရကိုပြေးတော့ရှာပါတယ်ဒီနေ့သူတို့ခေရရဲ့အတွက်အတော်လေးအရှိရနေတယ်ထင်ပါတယ်စိတ်တူလေးရှုပ်ရင်းနေရှောင်းရင်တော့သူ့အမေအုပ်ကူရှိမှဒူးထောက်ပြီးငုံချလိုက်ပါပြီရှောင်းကျန်လေရှောင်းရင်ဒီနေ့လောက်ခေရရဲ့နောက်သုံးနှစ်နီးရှောင်းမတာဆိုကက်ဆိုပြီးကြရောက်နေမှာကိုရင်းနေမိတာပေါ့ဘာဖြစ်ပြီးရှောင်းကျန်မှာသူ့သားကိုကောက်ွယ်ဖို့ပဲတိပါတယ်ရှောင်းရင်တရားဆေးရုပ်တွေပြီးလက်တီကိုမြေကြီးနဲ့ထိုးနေတဲ့ချိန်ရှောင်းရင်လက်စထရီရနေဖြူပြအောင်မျိုးဝငွေနဲ့အတူဘိုးကြီးတယောက်ထွက်လာခဲ့ပါတယ်ရှောင်းရင်ကတော့ဘာလဲဆိုပြီးအံ့ဩနေရပေါ့ဒူဂျီလောကမှာလူတယောက်ကိုအနိုင်ယူဖို့အတွက်ဆိုကိုစွမ်းကိုပဲအားကိုးရမှာပါဘိုးတော်တော့လက်စထရီရနေထွက်လာပြီးရှောင်းရင်ကိုဒူဂျီလောကရဲ့အသိပညာတွေကို sharing လုပ်နေပါတယ်ယူနိုင်ငံရဲ့တိုင်းပညာတွေကဒဏ္ဍာရီဆင့်ရှိရဲ့တိုင်းပညာတွေဖြစ်လို့ဘိုးတော်ကအဲ့ဒီအစီအမီနဲ့တိုင်းပညာတွေကိုတင်ပေးမယ်ဆိုတော့ရှောင်းရင်ကတော့မယုံပါဘူးတာမန်လူတွေရဲ့ကြားမှာတော့အဝိုင်းအောင်တိုင်းပညာတွေပဲရှိတာပါတဏ္ဍာရီအစင်းမြင့်တိုင်းပညာတွေကတော်ဝင်မျိုးနေတဲ့လူတွေပဲအသုံးပြုနိုင်တာပါရှောင်းမီတာဆိုမှတော့အစင်းမြင့်တိုင်းပညာဆိုလို့ချင်းလေးဒေါသတိုင်းပဲရှိပါတယ်အဲ့ဒီအစင်းမြင့်တိုင်းပညာတွေဆိုအတော်လေးစွမ်းအားကြီးတဲ့သူတွေပဲအသုံးပြုနိုင်မှာဖြစ်လို့ရှောင်းရင်ကတော့မယုံတင်ကဖြစ်နေပါတယ်ဘိုးတော်စီကအစင်းမြင့်ချင်းစီတွေရမယ်ဆိုရင်တော့စွမ်းရည်စုဆောင်စေလုံးတွေမရှိရင်အသုံးမဝင်ဘူးလေရွှေနိုင်ငံအစင်းကားစီးပွားဆက်စရာရှိတော့အစင်းမြင့်ဆွေလုံးတွေကိုအလွယ်လေးပဲထုတ်နိုင်ပါတယ်ရှောင်းရင်ခင်ဗျားတို့ဘိုးကြီးကထုတ်နိုင်ပါမလားဆိုတော့ဘိုးတော်ကသူ့အတွက်တော့အစင်းကားဆိုတာပါမလေးပေါ့ဘိုးတော်ရဲ့နာမည်ကိုတော့လူတွေကရောက်လောင်လို့ပဲခေါ်ကြပြီးသူ့အတွက်စီးလုံးစင်းသက်မဲ့ချက်တွေကအတိတ်ပဲမရှိဘူးလေလीရောက်လောင်ဖူးကြီးကရှောင်းရင်ကိုသူ့ပြည့်လို့ရင်လူချင်းနဲ့အစင်းမြင့်စီးလုံးတွေအကုန်ပေးမယ်ပေါ့ဒါမဲ့မောင်ရှောင်းရင်ကတော့လွယ်လွယ်နဲ့မယုံပါဘူးအဲ့လောက်ကျန်တဲ့သူကသူ့ကိုအလကားဘယ်လိုလုပ်အကူညီမလဲဆိုတော့ဘိုးတော်ကသုံးနေတာကျေးဇူးကိုပြန်ဆက်တာပြောတော့ရှောင်းရင်လေသူ့ရဲ့ကြိုးစားအထောက်မှုတွေကိုဘိုးတော်ကသူ့ဝိညာဉ်ပြည့်တဲ့နှုတ်ထောက်ကိုအသုံးပြုခဲ့တာလည်းတီရောရှောင်းရင်တယောက်တင်းပြီလေတင်းနေပြီမဲ့လေဘယ်သူနဲ့ချမနိုင်မှန်းသိတော့ထွက်သွားတော့မယ်လို့ရောက်လောင်ကသူ့ကိုတနေ့အတွင်းမှာသူစွမ်းနေပြန်ရအောင်အကူညီပေးမယ်ပေါ့အဖိုးတွေမပြောနဲ့ပေါ့တနေ့အတွင်းမှာဒူဂျီရှိအဆင့်ခွင်ကိုပဲရအောင်လုပ်ပေးရင်ကြီးပေးမယ်ဆိုတော့ရတယ်ပေါ့ဒါပေမဲ့သူ့ကိုဆရာတင်ခိုင်းနေပါပြီမောင်တို့လေးရှောင်းရင်တော့အရင်တပင်းမှခေါ်မယ်ပေါ့အဲ့တော့ဘိုးတော်လေသူ့ရဲ့လက်ကိုဝေးရမ်းလိုက်တာဝါပင်နေကုန်လို့ရင်းရင်ကုန်ပါတယ်ဘိုးတော်ကအကွက်ပြပြီးရှောင်းရင်ကိုလိုအပ်တဲ့စီးပွားတွေဝယ်ဖို့စင်းညွှန်းစာရွက်လေးပေးခဲ့လိုက်ပါတယ်စင်းညွှန်းရဲ့ပစ္စည်းတွေအစည်းကြီးလို့ရှောင်းရင်လေးပြူပြနေပါပြီဒီမှာဆိုရင်တော့အကြလေးပြီးတော့တာဖာဘာတွေကြံနေလဲတော့မသိဘူးသူမှမရှိပဲသူတို့သားဖာပဲရှိတဲ့အိမ်လေးကိုနှားရှိခဲ့ပြီးဘာတွေပြောနေလဲမသိပြောပြီးရည်နေကြတာပေါ့